သားသမီးချင်းကိုချင်းမဆာနာဘူးလားပေါ့။ဘာကြောင့်လဲဆိုရှင်ကိုသားသမီးမပါတိုင်းကိုဆွေမျိုးမပါတိုင်းဟုတ်တယ်ကိုနဲ့ပတ်သက်တဲ့သူပေါ့နော်ဟိုမပါတိုင်းဖြစ်ချင်တိုင်းဖြစ်ဆိုပြီးတော့လွတ်ထားတဲ့အခြေအနေတွေအခုစစ်တပ်မှာကြုံနေတယ်ဟုတ်တယ်ဗျမင်းအောင်လိုက်အဲ့လိုပဲပေါ့နော်ထိုးကျွေးမှာပဲကျွန်တော်နောက်ထပ်ကျွန်တော်တို့ဒါငဖဲမျိုးနေပေါ့နော်နေရီကန်လေချောင်းရံကာကွယ်တက်ကနေထွက်ပြေးလာတဲ့ခွေး23កောင်ကိုလက်နက်ခဲအနေနဲ့အတူကျွန်တော်တို့ဖမ်းမိတယ်စစ်မှုထမ်းတပ်သားတစ်တွေကိုစစ်ရာရှိတွေကတိုက်ပွဲရှေ့ဆုံးမှာဒါအသေးခံခိုင်းနေတဲ့အနေအထားဖြစ်နေပြီဇွန်လ10ရက်နေ့ကနေပြီးတော့ကျွန်တော်12ရက်နေ့အထိနေရီကန်လေချောင်းရံကာကွယ်တပ်စခန်းမှာကျွန်တော်ထွက်ပြေးလာတဲ့အကြမ်းဖက်ခွေး23កောင်ကိုဒါကျွန်တော် CDF အာရှိုးမှာကျွန်တော်တို့ဒါတော်လိုင်းရေးရဲဘော်တွေကဒါလေချောင်းရံကာကွယ်တက်စကန်နီးမီတာ1500ပတ်လည်နေရီကန်လမ်းအောင်ဖြတ်တောက်တိုက်ခိုက်ရေးလှုံ့ဆော်နေတဲ့အချိန်မှာနေမြေရှင်းလင်းရှာဖွေတဲ့အချိန်မှာကျွန်တော်ဖမ်းဆီးရရှိခဲ့ကြောင်းသိရတယ်ကျွန်တော်ဒီသူတို့ဘက်ကနေပြီးတော့ဒါဟိုထွက်ပြေးခြင်းစိတ်ပေါက်အောင်ဘလို့များထားလို့လဲတော့မသိဘူးပေါ့နော်ဒါသူတို့စစ်မှုထမ်းတပ်သားတစ်တွေကိုလည်းဒါကျွန်တော်ရှေ့တန်းမှာကျွန်တော်ထိုးကျွေးတယ်ဆိုတဲ့သဘောတရားကဒါတွေကလုံးဝတက်သေးပဲဗျာနော်အခုကလည်းကျွန်တော်တို့အဟောင်းတွေလည်းထွက်ပြေးခြင်းထွက်ပြေးမှာပဲဘာလို့ဆိုတော့ဖိနှိပ်မှုတွေအများများတယ်ပေါ့နော်ကျွန်တော်လေချောင်းရံကာကွယ်ရေးဗျူဟာကုန်းမှာတဲ့ဒါတာဝန်ထမ်းဆောင်နေတဲ့ကျွန်တော်ပြည်သူစစ်တွေလည်းပါမယ်တပ်သားအဟောင်းတွေလည်းပါမယ်ရိတ်ခါတွေမရရှိတာတွေကျွန်တော်ချက်ပြုတ်ရေးသမားကရှေ့တန်းစစ်ကြောင်းတွေစီမပို့တာတွေအဲ့လိုမျိုးသတင်းစကားတွေတုံမှန်းတွေစီကနေကျွန်တော်ကြားရတယ်သူတို့ထိပ်ပိုင်းခေါင်းဆောင်တွေကပြည်သူစစ်တွေအောက်ခြေရဲဘော်တွေကိုရန်သူနဲ့ထိတ်တိုက်တွေ့နိုင်တဲ့နေရာကိုတွန်းပို့ပြီးမှအသေးခံတိုက်ခိုက်ခိုင်းတာတွေကျွန်တော်တို့မျက်မြင်တွေ့ရှိရပါတယ်အသေးခံတိုက်ခိုက်ခိုင်းတာဘယ်လိုအကျိုးမြတ်အတွက်ဘယ်လိုနိုင်ငံရေးမျှော်မှန်းချက်တွေအတွက်မသိရဘဲနဲ့ကျွန်တော်တပ်သားတွေကိုလူခွင့်ရေးချိုးပေါက်ပြီးတော့ခိုင်းစေမှုတွေရှိလို့စစ်တုံးမှန်းတွေဖြေချမှုရကျွန်တော်တို့သိရတယ်အဲ့ဒါတွေကြောင့်နေရီကန်ဗျူဟာကုန်းမှာပဲဖြစ်ဖြစ်နေရီကန်အနီးတစ်ဝိုက်မှာတက်ဆွဲထားတာပဲဖြစ်ဖြစ်အတက်နိုင်ဆုံးအလင်းဝင်ကြဖို့နဲ့ဒီလိုမှမဟုတ်ပဲအသေးခံပြီးအသက်ပေးပြီးတိုက်ခိုက်ကာကွယ်ခြင်းနဲ့ဆိုလဲသူတို့ဆန္ဒအတိုင်းမှာပဲလို့ဒါ CDF အာရှိုးကကျွန်တော်တို့ဒါပြောရေးဆိုခွင့်ရှိသူစလိုင်းရိုချင်းကကျွန်တော်ပြောထားတာဖြစ်ပါတယ်ကဲဒါတော့ရှင်းပါတယ်ဗျာနော်သူအသက်ပေးခြင်းသမားဆိုရင်လည်းသူတို့ဆန္ဒအတိုင်းဆက်လုပ်နော်လာခြင်းသမားဆိုရင်လည်းလာလို့ရတယ်ဆိုတဲ့အကြောင်းပြောပြထားတာဖြစ်တယ်အချင်းကြီးကတော့တယောက်နဲ့တယောက်ဆက်ခွက်လူတာပေါ့ဗျာရိတ်ခါမလုံလောက်မှုတွေကစတာနော်ရိတ်ခါတွေခြေတန်းမပို့ဘူးဒါမျိုးတွေကစတက်မတော်တွေကအမှန်တရားတွေကိုကဲလာပြီဒါတော့ခွေးအိုကြီးမောင်ပြောလို့မဟုတ်ကြောင်းရှင်းပြခြင်းတယ်အချိန်ကြီးရတယ်မရဘူးကျွန်တော်လည်းတင်မြကဟလာအမှန်တရားတွေလက်ရှင်းနေပြောရင်တော့သူများမကောင်းကြောင်းပြောလို့ဖြစ်နေပြီပြောရမှာပြောမကောင်းတဲ့ကောင်းတော့တက်မတော်မှာအရင်မတော့ဆလိမတော့ဘူးလေဘယ်ကောင်ကပြောတာလဲအဲ့မောင်ဆိုတဲ့ကောင်ပြောတာတောက်သလားမမင်းတယ်ပြောရင်အဲ့တောက်တာပဲကိုယ်လည်းစားတာပဲဟုတ်တော့ရှိတာပဲဗျာတင်နန်းသားဆိုတဲ့တင်နန်းသားဖို့ကတော့ဒါစီကမ်းပဲဗျဆလိကုန်းအရက်မသုံးဆောင်အောင်တင်နန်းကာလာမှာတင်နန်းစင်းပြီးတော့ရတယ်ဒီကောင်ကအခုမှကြည့်တာမောင်ဆိုတဲ့ကောင်ကတော်တော်သွေးခွဲတဲ့ကောင်ပဲဗျတက်မတော်ဘလူးခွဲအောင်လုပ်နေကောင်ပဲဒီကောင်ကဖင်လန်မှာတခြားနိုင်ငံတွေဒီကိုမြှောက်ပေးနေတာဒီကောင်မှဆွဲစီရမှာဆွဲစီလို့တော့ဒါလူကြီးတွေပိုင်းပေါ့ဗျာဖြည်းဖြည်းချင်းတိလာဗျဇော်ဘိုးကြီးကိစ္စနဲ့မြှောက်ပေးတယ်ဇော်ဘိုးကြီးကိစ္စလည်းဟိုကျွန်တော်တို့ပောက်ကူတော်ဆိုတဲ့ဆရာတော်ကြီးပြောသလိုပေါ့မှန်တယ်မြစ်တရားခံရမယ်အထက်လူကြီးတို့ဒါတနာခံမြစ်တရားခံရမယ်ဒါကျွန်တော်သူ့ရဲ့ပေးသက်ပေါ့ဗျာကျွန်တော်သူ့ပေးသက်မဟုတ်ပါဘူးကျွန်တော်နေကတော့ဟိုအမှန်တရားသမားနဲ့အောက်လူပဲသားပြောတဲ့ကောင်မတူဘူးပေါ့ဗျာဟာဒါပေမဲ့ကိုချင်းစာပါတယ်သူမိသားစုခုမဖြစ်စေချင်ပါဘူးအဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့စူပူအောင်ကြွားကြပါပါတယ်သူ့ဇော်ဘုန်းကြီးကိုကိုယ်ကွယ်တဲ့လူတွေပေါ့ဗျာချစ်တဲ့လူဘာညာပြောတယ်အခုတင်ထပ်ပြောလာတယ်နောက်တက်ထဲမှာအရင်တော့ဆလင်းမြောက်အထက်လူကြီးတွေကဘာလုပ်တယ်ဒီကောင်စကားတွေကတိတာလာလမ်းကြောင်းอ่ะအဲ့တော့ဒီကောင်ကအဲ့လိုပြောလာတယ်ဆိုတော့ဇော်ဘုန်းကြီးအတွက်ကိုဇော်ဘုန်းကြီးကိုတွန်းချနေတာလားအဲ့ပုံစံဖြစ်နေတယ်ဆွဲချနေတာလားယင်းသူဝါကူထိုးနေတာလားဝါနဲ့ရိုက်ချတာဟမ်အဲ့လိုဖြစ်ပောက်ကူတော်ဆရာတော်ပြောသလိုလောက်ရမှာလीအဲ့တော့အဲ့လိုအမှန်တရားတွေပြောချင်ရင်လည်း Facebook ဖွင့်တာ3ရက်ပဲရှိသေးတယ်ဒီဘက်ပေါက်ကတော့ကိုးကွယ်နေတယ်ဆက်ရှင်ရက်လွန်နေဆိုတော့မှပိတ်လိုက်ပြန်ပြီအဲ့တော့စင်ကာပူရှိတဲ့ဒီမိတ်ပိတ်တရားအလုံးလုံးနေတော့ပဲဗျဘောကမသိသေးဘူးအခုဒီ TikTok အကောင့်နဲ့ဘယ်ချိန်ပိတ်မလဲ TikTok အကောင့်နဲ့6កောင်လောက်ရှိပြီပိတ်ပြီဗျအမှန်တရားမဟုတ်တာကြီးပြောမှာတော့ပြတ်မှာပေါ့တက်မတော်အတွင်းမှာတကယ်အမှန်တရားတွေကိုပေါလုပဇာကောင်တွေပြောတာမဟုတ်ကြောင်းဖြေရှင်းမှုအတွက်ကျွန်တော်ကတော့တကတ်တောင်းပေါ့ဗျာချမ်းသာလို့တော့မဟုတ်ဘူးလုံနေမှာပဲအော်တိုးတော်လဲဒီ
အကောင့်တွေခဏခဏပြက်တာဖုန်းလဲမှဖြစ်မယ်လို့တော့ပြောတယ်ဖုန်းမလဲနိုင်ဘူးဗျာကျွန်တော်တို့ဘက်မှာဒီဖုန်းလေးတစ်လုံးတော့ကြားကမြူွယ်နေရတဲ့ဘဝ ဗယံမနာတွေလိန်နေပြောမှတော့ပြတ်မှာပေါ့နော်ကဲထားပါကျွန်တော်နောက်ထပ်ကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်ပေါ့နော်ငရမ်းနေခွေးစကန်ကနေဒါခွေး30ဝန်းကျင်လောက်စကန်စွန့်ပြီးထိုင်းဘက်ကိုထွက်ပြေးပြန်တယ်ဗာသားနော်မော်လမြိုင်တန်ဖြူစရဲလမ်းမှာတိုက်ပွဲဖြစ်ပြီးအကြမ်းဖက်စစ်တပ်ဘက်ကဒါတိစုံမှုများပြားတယ်တနင်္သာရီတိုင်းမြန်မာထိုင်းနယ်စပ်ပေါ့နော်ထဝယ်ခရိုင်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ငရမ်းနေစကန်ကနေစစ်သားနော်ခွေး30လောက်ကျွန်တော်တို့စကန်စွန့်ပြီးထိုင်းဘက်ထွက်ပြေးသွားတယ်ဆိုပြီးကျွန်တော်ဒါ KNLA နဲ့တွဲဖက်ပြီးစစ်စင်ရေးလုပ်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်ရင်းမြစ်ကနေသိရပါတယ်ဇွန်လ12ရက်နေ့ကျွန်တော်စစ်ကောင်စီเนาะဒါအကြမ်းဖက်စစ်ကောင်စီရဲ့ဒါငရမ်းနေခွေးစကန်ကနေကျွန်တော်ခွေး30ကျော်လောက်ထိုင်းဘက်ကိုထွက်ပြေးတယ်အဆိုပါစကန်မှာတော့တကောင်မှမကြံတော့ကြောင်းစကန်အနီးမှာတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာမြေမြုံမိုင်းတွေရှိပြီးတော့လက်တလောနေမြေရှင်းလင်းရေးမလုပ်နိုင်သေးကြောင်းကျွန်တော်တို့သိရတယ်ထုံးစံတိုင်းပေါ့ဗျာเนาะသူတို့ထိုင်းဘက်ကိုထွက်ပြေးတယ်ဘာလို့ထွက်ပြေးလဲဆိုတော့မနိုင်လို့ကြောက်လို့ပေါ့သေမှာကြောက်လို့ပေါ့เนาะသူတို့ဘက်ကကောင်တွေကပြောလိုက်ရင်တော့သိရမလားနိုင်ကျင်တာပေါ့ဘာညာဒုံ3စီးပဲပေးကျွန်တော်ပြန်ဆုံးမယ်အဲ့လိုမျိုးပြောတာမျိုးရှိတယ်ဒါပေမဲ့မနိုင်ကိုမနိုင်တာပါเนาะသူတို့စကန်တွေကလူမရှိဘူးလို့သိရတယ် KNL လူကြီးတွေပြောတာတော့အကုန်ပြေးကုန်ပြီဒီဘက်ကတိုက်ရင်လဲစစ်ကူလဲမလာနိုင်သလိုသူတို့လဲခုခံနိုင်မှာမဟုတ်ဘူးအချင်းယူထွက်ပြေးသွားတာမို့မိုင်းတွေရှိနိုင်လို့စကန်ကိုတက်သိမ်းဖို့နဲ့နေမြေရှင်းလင်းဖို့အရန်မလောသေးဘူးလို့လဲလူကြီးတွေကပြောတယ်တဝဲခရိုင်ထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာတော့ KNLA ကျွန်တော်တို့ PDF တွေစုံမထားရလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်ရင်းမြစ်ကရှင်းပြထားတယ်မွန်ပြည်နယ်ပေါ့နော်တန်ဖြူစရက်မော်လမြိုင်လမ်းပိုင်းမှာရာမညမွန်တပ်မတော်နဲ့ဒါအကြမ်းဖက်စစ်ကောင်စီတို့အကြားပေါ့နော်ဇွန်လ17ရက်နေ့ကနေမနက်9နာရီအချိန်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးဒါရာမညနော်မွန်တပ်မတော်ကဒါသတင်းထုတ်ပြန်ထားတာမျိုးရှိတယ်သူတိုက်ပွဲဖြစ်နေတယ်ပေါ့ဗျာနော်တရားတော့ကတော့ဒီအကြမ်းဖက်ခွေသေအောင်ပါဗျ တငယ်ချင်းရှိကိုလဲသွားနေရင်လည်းဖြစ်တယ် ခဏက ပေါ်တာဆွဲခံရ9နာရီပဲ ဟုတ်ပြီ ပေါ်တာဆွဲခံရကျွန်တော်ကားစပယ်ရလိုက်တာကားစပယ်ရလိုက်တာည10နာရီလောက်အဲ့လိုပဲကားလေးနဲ့လာပေါ့ဆွဲခံလိုက်ရတာဆွဲခံလိုက်တော့ကားမောင်းတဲ့ဆရာလည်းမရှိဘူးသူကအိမ်ပြန်တော့လာကျွန်တော်ကားမှကြိုင်းခဲ့တာကျွန်တော်ရွှေတော့အဲ့လိုကျွန်တော်မကြောက်ဘူးပြင်းမှုကလည်းမရှိဘူး ကားစရာပါ ကားစပယ်ရ10နာရီလောက်ဖြစ်သွားတဲ့အတွက်ကားနောက်မှာသွားရတဲ့အတွက်ရက်ပေါ့ပါအဲ့ဒါပေါ်တာဆွဲ ဟုတ်ပြီအဲ့ဒါ ကျွန်တော်ကတော့ဘာဘောရွာကိုလေပြန်လာတဲ့အချိန်မှာစကူဈေးပစ္စည်းတော့ပါပေါ့မင်းဘူးဈေးပစ္စည်းတော့ကျွန်တော်နောက်ကနေကျင်းစက်တူခိုင်း ကျင်းဆက်နဲ့ ဟုတ် အဲ့လိုတူပြီးတော့မေ မိတော့ကျွန်တော်မိတော့မနေ့ကနောက်နေ့မနေ့မိုးလေးတော့ကျွန်တော်ကိုတင်တန်းအောင်တန်းဘူးလား စူဆောင်းရေးမာတွေကပြေးဖို့အတွက်စူးစမ်းနေတယ်ဒါပေမဲ့ပြေးလို့လုံးဝမရတင်တန်းရှမ်းပြည်အောင်မို့ ဟုတ်မို့သူကတော့အားနေပြီးတော့တင်းရနေစားထွက်လာအောင်ကြတော့ဘိုးလာကျွန်တော်နေပြီးတော့လုံုံရေးဆိုပြီးတော့ပြောတယ်နေပြီးတော့လုံုံရေးမဟုတ်ပဲနဲ့ဒီတော့ပဲတခါရောက်လာတောင်ဝင်ကတော့သူကဘာလို့ဆိုတော့သူကနောက်ဆုတ်ပြန်ပြေးတဲ့ချိန်မှာဥလာတစ်စိတ်ပေါ့ပါလေးလို့လည်းပါတယ်သူကပါတယ်ဆိုတော့နောက်ပြန်ဆုံးမဲ့ပုံစံမျိုးနောက်ကြည်ရဆိုပြီးတော့သူကပြောတယ်အချိန်မှာနောက်ကသူပုံဆက်တွေသူလူရင်းရှင်းပြောတော့ပြန်ပြီးတော့တင်းတော့အမှခွဲကြီးပုံပြောင်းပြောတဲ့အချိန်မှာပြန်ပြီးတော့ပြေးရကြ3ယောက်လားအဲ့လိုမျိုးတော့မရဘူးသူကပြေးတဲ့လူတွေတော်တော်များများအရှိုးဆောင်ခုတ်ပြေးကြတော့အဲ့လိုပြောကြပြေးတဲ့လူတွေကလည်းအရှင်းမောင်ဝင်တယ်အများကြီးဒီလား လာမထုတ်ဘူး အောက်ကဒီမှာကျွန်တော်တင်ပေးထားပုံနဲ့လိန်တဲ့ကောင်တွေတေချာကြည့်ထားပါတော့ပြေးရသူတော်တော်များတယ်ဒါသူတို့ကိုယ်တိုင်ပြေးလာရှေ့တန်းမှာတိုက်ပွဲဖြစ်နေတဲ့ဂျားတဲ့ကနေကျွန်တော်တို့ရှေ့တန်းမှာပြေးတယ်နောက်တန်းမှာပြေးဖို့အစင်မပြေလို့ရှေ့တန်းမှာသူတို့တိုက်ရင်းနဲ့နောက်ကြီးကိုကြောက်ရတာနေပေါ့နော်နောက်ကြီးအလင်းငိုက်မှာသူတို့ပြေးလာခဲ့တာဖြစ်တယ်ဒီအောက်ကလိန်တဲ့ကောင်တွေပေါ့နော်ဒါသိအောင်လို့ကျွန်တော်တွဲပြီးတင်ပေးထားတာဒီကောင်နဲ့သိရမလားမဟုတ်ဘူးဆိုတခါလေဟုတ်ပါဘူးအမြဲတမ်းလူဒီကောင်တွေကဖင်ပိတ်ငင်းတဲ့ကောင်တွေတက်မတော်ကပြောအောင်ထားတာပါနော်ရှေ့တန်းကိုစစ်မှုတန်းနေတာမပို့ပါဘူးဒါမျိုးတွေပြောတယ်မနက်ကလည်းပြောင်းကြီးကိုယ်တိုင်ပြောသွားတယ်နော်စစ်မှုတန်းတင်တန်းသားအသစ်တွေပေါ့နော်ဒါတွေကိုတင်တန်းပြီးချင်းရခိုင်ကိုပို့တယ်လို့ဒါမျိုးတွေပြောင်းကြီးကိုယ်တိုင်ဖွင့်ပြောရဗျာသူတို့ဘောကိုမားနေတဲ့ကောင်တွေကိုယ်တိုင်ကဒါဖွင့်ပြောတယ်ဆိုမှတော့မျိုးတို့ပဲစဉ်းစားကြည့်လိုက်တော့ဒီကောင်တွေဘယ်လောက်တောင်ဒီဒါအပေါ်ရံမရှိတယ်ဘယ်လောက်တောင်ကောက်ကြည့်ရုံမှာပြီးတော့လူတွေကိုထိုးကျွေးနေတယ်လဲဆိုတာလူငယ်တွေကိုထိုးကျွေးနေတယ်ဆိုတာဒါသူတို့ဘောမားတွေပါဇက်ကကိုယ်တိုင်ထွက်လာပြီးဆိုကြတဲ့ကူကတော်တော်ကြီးကိုထိုးကျွေးနေလို့ တော့2,400တောင်ရ2,400တောင်လို့ပဲပြောတာ ဟုတ်3,400တောင် အဲ့ဒါတော့လိုက်နေ3,600လောက်ပဲကျန်တယ်သူက2လပိုင်းထဲကနေပြီးတော့3သိန်းကျော်ဖြုတ်သွားတယ်လို့သူတို့ပြောတာပါပဲသူတို့ပြတ်မှာဒါပေမဲ့တစ်ချက်တော့မထုတ်ဘူးအဲ့လိုအိမ်ကိုလွှဲပြီးမှလို့ပြောတယ်ဒါပေမဲ့အဲ့ကြောင့်သူကဘူးကြီးတယ်တော့တင်းမှုလောက်ပဲပြောပြီး ဟုတ်ပြီတော့ ဘ
တင်းတန်းချောင်းလာတာတော့ရတယ် အဲ့ဒီ ဒီ လည်း ဘက်လည်းအဆက်အသွယ်မရဘူးဖုန်းတွေလည်းအကုန်သိမ်းမယ် တင်းတန်းမာတွေကဟိုကစစ်ကြောရေးမာတွေကပေါ့စစ်ကြောရေးမာတွေကသူတို့မှာဖုန်းတွေရောပါတယ်ဆက်သွယ်ရမှာလို့အကုန်တိန်းတာဘာမှတော့မပြောဘူးညီတို့အိမ်လွဲမာလားအဲ့လိုတော့မေးတယ်မေးပြီးအောင်လွဲပြီးအမေဟိုက9000ဘူးလောက်မာကိုရဟိုနေ့သိန်းဘူးလောက်ဖြတ်တယ်အဲ့လိုမျိုးကြီးဘူးမှမမာညင်ရဘူးအဲ့ဒါ ဒါလာတဲ့ဖြန့်ပြော ဒါတွေကတခါလေးဖြတ်ပြီးသား ဘယ်လိုပြောမလဲကျွန်တော်ရဲနှစ်ဖာမိုင်းတယ်ကော်ဖီနှစ်ဖာကိုလောက်ကြအောင်သိန်းကျော်ကြတယ်ကျွန်တော်တို့ညလုံးကြီးပါဘယ်လိုသိန်းကျော်ကြမှန်းမသိဘူး အားကြောင့်မမှားရဲတော့ အဲ့ဟိုမှာရဲကျွန်တော်ကစနေတစ်စီးနဲ့မချစ်တယ်လို့ အဲ့လောက်တော့3000 9000 9000 အဲ့လိုပြချင်တယ်3000ကျော်ရတယ်လို့ပြော ပြေလား ဟိုလေဒီကျွန်တော်ဒီလောက်ကိုကြီးမိတာပေါ့နော်ဒီသူတို့ကဒီမင်းအောင်လိုင်းတို့တွေခိုးတာမဟုတ်ဘူးဗျာနော်အောက်ခြေအကောင်တွေပါသိရမလားအစင်းစင်းပေါ့နော်ဒါထောင်မူးတွေဘာညာတရကားစားခိုးတယ်အကျင့်ပေါ့နော်မပြောက်ဘူးသူတို့ကဒီပုံစံတိုင်းပဲနော်ခိုးတယ်အစင်းစင်းခိုးတယ်ဒီထောင်သားတွေတပ်သားတွေသူတို့အောက်ခြေအကောင်တွေထဲကိုထက်ခိုးတာပေါ့နော်အဲ့လိုမျိုးခိုးတဲ့နေရာမှာသူတို့ကဒါအတင်တန်းပေးထားသလားတော့အောင်းမေးရတယ်ဗျာနော်ဒီ brother တွေပြောပုံရဆို coffee တစ်ဖာနဲ့ရန်တစ်ဖာနဲ့ကို3သိန်းကျော်ကျတယ်ဆိုတော့တော်တော်လေးပေါ့နော်စားတာကိုသွားတွေ့ရတယ် ကိုင်းအောင်သူကစလေးစီနဲ့မိချစ်လုံးပဲပေးလိုက်အဲ့မျိုးနေရစိတ်ပြီးပြီအဲ့လိုပဲပြောတာ ဒီကထင်တာပါတန်ရင်မှုရဲ့တန်ရင်ဘူကြီးရဲ့သူနှစ်ယောက်မချုပ်ခိုင်းတာပေါ့ဒီကတက်တယ်မှာတန်ရင်မှုမရှိရင်သူကနေမရှိရင်တန်ရင်ဘူကြီးအဲ့တော့မချုပ်ခိုင်း ဒီလူတွေကိုလိုမဖြစ်အောင်လုပ်ပဲနေ ကို ရပါ ကိုလိုမဖြစ်အောင်လို့ပဲသူအိမ်မှာကောင်းမီးတုံဖားလုံးလေးနဲ့ပဲနေရပါလို့ကျွန်တော်လူမျိုးပဲဒီလိုဟိုကပြောမယ်လို့ပေါ်တာမဆွဲခံရပါလိမ့်နဲ့ပေါ်တာဆွဲရင်တော့ဒီလိုရှေ့တန်းမှာကိုယ်မြင်တွေ့နေရတာမကောင်းဘူး ဒီနေ့စမှာဒီလိုပဲကျွန်တော်တို့ညီလိုကိုလိုနှစ်ကိုရကိုရေးစားကျွန်တော်တို့ညီလိုကိုနှုတ်ဆက်တယ်ကောင်းမှုပြောတယ်ချိန်တိုင်းကျွန်တော်တို့ကိုပြန်ဖို့မယ်လို့ပြောတာဒီလိုမျိုးကျွန်တော်ကဒီလောကမလို့ရင်မလုပ်ခဲ့ရတဲ့အတွက်အပြစ်တော့ကျွန်တော်တို့အပြစ်ရှိရပါအဲ့ပြစ်တော့လည်းကျွန်တော်တို့ခံဖို့မလို့ပါဘူးဒီကတော့အပြစ်ပေါ့ကိုအပြစ်နဲ့ကိုခံမှာလူတယောက်ကတော့အပြစ်လို့တော့ခံရမှာကျွန်တော်တို့ရတနာပြုံးလို့ပြရတနာဆက်မှုရှိပြုံးလို့ဆက်မှုလည်းပြုံးလို့ အရက်ရှိခဲ့ဘူးလား မရှိဘူးကတော့ အဲ့ မရှိခဲ့ဘူး ကျွန်တော်တို့လည်းလက်နဲ့ချပြီးတော့အကောင်းဆုံးလမ်းကိုရွေးချယ်ပါလို့ကျွန်တော်မှာတယ် ဟုတ်တယ် သူတို့လည်းပဲဒီဘက်ကိုပဲဟိုလာခဲ့ပါလို့ကိုလေးလည်းဒီဘက်မှာတာရနေရတယ် ဟုတ်တယ်တကယ်ဒီဘက်မှာငြိမ်းချမ်းအေးစင်းနေရမှာပေါ့နော်အဲပြီးတော့ဂုံစရာရှိတယ်ဗျဂုံယူစရာပါသူတို့ထက်လက်နဲ့ပါလိုက်ပိုကောင်းတယ်ကျွန်တော်နောက်ထပ်ရိတ်ခါသေးဖို့ထွက်လာတဲ့ဒါငွေပြူစကန်ကနေအချမ်းမစစ်ကောင်စီတပ်သားတွေကိုကျွန်တော်နှစ်ဖက်ညက်တိုက်တဲ့အခါမှာတော့ဒါခွေးတော်များများတေးတယ်ဆိုတော့ရုပ်တံပေါ့နော်ကျွန်တော်မောင်းမှာတခါလေးတင်ပေးထားတယ်စကိုင်းတိုင်းအရာတော့ပေါ့နော်ငွေရင်းပြူခွေးစကန်မှာရှိတဲ့ခွေးတွေကိုဒါကျွန်တော်ဒေါ်လိုင်းတက်တွေကတိုက်ခိုက်ခဲ့တယ်ခွေးတော်များများတေးတယ်လို့ဒါငွေရင်းပေါ့နော် Revolution Force ကဒါသတင်းထုတ်ပြန်ထားခြင်းဖြစ်တယ်ဇွန်လ6ရက်နေ့ကငွေရင်းပြူစကန်ကနေပြီးကျွန်တော်အရာတော့ရိတ်ခါသေးဖို့ထွက်လာတယ်ကျွန်တော်ခွေးနေပေါ့နော်ဒါပြူစောထီတွေကိုဒေါ်လိုင်းတက်တွေကနှစ်ဖက်ညက်ပြီးတော့စော်ခဲ့တယ်ပေါ့ဗျာအပြန်လန်တိုက်ပွဲတော့ကျွန်တော်တနားရီလောက်ဖြစ်တယ်ခွေးနဲ့ပြူတွေတော်တော်များများသိရလို့ကျွန်တော်သိရတယ်နော်တိုက်ခိုက်ခံရတဲ့ငွေရင်းပြူစောထီကောင်းဆောင်ကျော်ဆွေကတော့အရာတော်မျိုးအတွက်ရိတ်ခါသေးဖို့ဒါအကြမ်းမဲ့စစ်ကောင်စီအရာရှိတွေကိုလက်နက်ကြီးပစ်ကူပေးဖို့ဒါအကူအညီတောင်းခံထားကြောင်းလည်းကျွန်တော်သိရတယ်သူတို့တော့သိတဲ့အတိုင်းပဲသူတို့ပြစ်ခံလိုက်ရပြီဆိုသူတို့နောက်ပြန်ဆုတ်ပြီးငွေရင်းပြူစကန်တွင်းကိုသူတို့ပြန်လဲဝင်ရောက်သွားလို့သိရတယ်နော်ရိတ်ခါပို့ဖို့ဆိုရင်တော့ဒီကောင်တွေလုံးဝမစင်းစားနဲ့ဗျ ချင်းကိုချင်းမစားနာဘူးလားပေါ့ဘာကြောင့်လဲဆိုရှင်ကိုသားမီးမပါတိုင်းကိုဆွေမျိုးမပါတိုင်းကိုနဲ့ပတ်သက်တဲ့သူပေါ့နော်ဟိုမပါတိုင်းဖြစ်ချင်တိုင်းဖြစ်ဆိုပြီးတော့လွတ်ထားတဲ့အခြေအနေတွေအခုစစ်တပ်မှာကြုံနေတယ်အရင်တုန်းကတည်းကပါအဲ့ဒါ ဥပမာပေးရမယ် အခုမှမဟုတ် အကြီးမားဆုံးဥပမာကတော့ TK 2566စခန်းကိုကျွန်တော်ဥပမာပေးပါတပုံကတော့အခုပြင်ထားပါပြီသူတို့ဘက်ကရုပ်တံတွေရောပုံတွေရောသူတို့ရတဲ့လက်နက်တွေသူတို့ရတဲ့စခန်းပြင်ထားလိုက် ဦးလိမ့်နေလို့ဗျာ ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောနေခဲ့တယ်နော်မပြောနေခဲ့ရင်လည်းကျွန်တော်ဘာမှမပြောလို့ကျွန်တော်ပြောနေခဲ့တယ် TK ကအတိုက်ခံနေရပြီဆိုတော့ကျွန်တော်3ရက်လောက်တိုက်စမတိုက်ခင်အချိန်ကလည်းပြောခဲ့သလိုစတိုက်နေတဲ့အချိန်မှာလည်းကျွန်တော်ပြောခဲ့တယ် ဟိုမင်းတို့ပြောတဲ့ຢာတွေကိုဒီအောက်ခြေကမင်းအောင်လိုင်းလဲပါဝင်ပေါ့နော်သူအောက်ခြေကကောင်တွေကမသိဘူးလို့တော့မထင်နဲ့ဒီကောင်တွေသိရတိတိရက်နဲ့ကိုခံရတာဘယ်ရမဆိုဒီကောင်တွေကရှင်းပြောရင်စကန်တစ်ခုဝင်ဆောင်တော့မယ်ဆိုရင်ဒီကောင်တွေမသိတာတော့နည်းနည်းရှားတယ်ဒီကောင်တော်တော်များများသိတယ်သို့ပေမဲ့နိုင်ကိုမနိုင်တာအခုကြောက်ဖြူမှာဆိုကြည့်လိုက်သူစကန်တော်တော်များများအသိန်းခံနေရတယ်ကွာအသိန်းခံနေရတယ်သို့ပေမဲ့ဒီကောင်တွေကခံစစ်မပြင်းတော့ခံစစ်မပြင်းမနဲ့ပေါ့နော်ဒီတိုင်းပြစ်ထားလိုက်တော့တယ်အဲ့မှာကိုမင်းအောင်လိုင်းကဒါဘာမှမဖြစ်သလိုပုံစံနဲ့
စီးပွားရေးလုပ်ငန်းထပ်ပြီးတိုးချဲ့မယ်လို့လည်းသိရသေးရပေါ့နော်တော်တော်လေးကိုရုပ်ပေါက်တယ်ဗျ မင်္ဂလာပါနော်အဲ့တော့မတိုက်ခင်ချိန်မှာလည်းကျွန်တော်ပြောတိုက်နေချိန်မှာလည်းပြောခဲ့တယ်အခုကြာသွားပြီဒီက ဖြစ်မှဖြစ်ရတယ်ဟမ် ဒီချင်းရမှာပေါ့ဗျာနော်ဒီစခန်းကိုဘာလောက်ထားတာလဲတမင်တကာထိုးကျွေးပေးတည်ဆိုတဲ့ပုံစံမျိုးလောက်ထား ပေးသေး view ဟာဖြစ်နေ အဓိကတော့ဘိုးကြီးပြောတာပဲလေကျွန်တော်လည်းကြားတာဟိုကျွန်တော်ကဘာလီပီနာမှာနေတော့ကြားတာပေါ့ကိုယ်တော့ဒါသူတို့ကံပဲ အစင်းမူရတဲ့သားလေးဒီဘက်ပြေးလာတဲ့သူပေါ့နော်သူပြောပြ ကျွန်တော်စောင့်နေသေးတယ်ဒီရွာအဲ့ရွာရဲ့အနောက်ဘက်ထန်တော်မှာစောင့်နေတယ် အဲ့တော့ဒါကတော့ဒါဆိုကိုယ်တိုင်ဟိုဖြစ်ခဲ့တာပေါ့နော်ဒီဘက်ကိုထွက်ပြေးမယ်ဆိုပြီးတော့လောက်တဲ့အချိန်မှာဒီဘက်ကအဖွဲ့တွေကိုပြောရင်ကွာဒီဘက်အဖွဲ့တွေစီကိုလာမယ်ဆိုပြီးတော့ရည်ရွယ်ပြီးပြေးတာလားဒါမှမဟုတ်ဘယ်ရောက်ဆိုပြီးတော့ပြေးရလား ကျွန်တော်အိမ်ကိုဘယ်လိုပဲဖြစ်ဒေါ်လာရဘယ်လိုဒေါ်လာရညီငယ်ပြန်မယ်ဆိုပြီးတော့ထွက်ပြေးတာပေါ့3ယောက်ပေါ့နော် ဒါမဲ့တဖွဲ့တွေရောက်သွား ရောက်ပါကျွန်တော်ပြေးရရှင်းပြောရင်ကျွန်တော်တို့ကတော့ तू ပြန်ပြေးကိုလည်းပြစ်မှာပဲလေအဲ့လိုပဲဟောဖြစ်တာ လက်နက်တွေပါလား အဲ့ပါလေအဲ့ညလည်းအဲ့ဒီသူတို့နားခူးတဲ့နေရာရဲ့ဘေးနားမှာပဲနေနေတညလုံးရှိတယ်ကျွန်တော်တို့ အဲ့ကလေးဒီကောင်နေဘလောက်တောင်မှအချင်းနေပေါ့နော်ဒါနေမြေရှင်းလင်းမှုလုပ်နိုင်တယ်လဲဆိုတာအဲ့မှာသွားတွေးလို့ရနော်ဟိုတညာလုံးဗျာဘေးမှာနေရတော့မှသူလိုက်ဖမ်းတဲ့သူမမိဘူးပေါ့ဗျာရွာလေးပါဝင်မွေတယ်ပြောချင်တာကကျွန်တော်ဒီပြေးလာတဲ့စစ်မှုရန်တပ်သားတစ်ကလည်းအလက်ပါပဲပေါ့နော်အလက်နဲ့ကိုမှကျွန်တော်တို့ဥတီရတော့မရှိဘူးသူကဒီအချမ်းမစစ်တဲ့လက်အောက်ကထွက်ပြေးနေတာပဲတည်ရဆိုတဲ့ပုံစံမျိုးပေါ့ဗျာအိမ်ပြန်လို့ရရင်လည်းပြန်မယ်ပြန်လို့မရဘူးဆိုထိတ်တိုက်တွေ့ရင်လည်းပြစ်မယ်နော်အဲ့လိုမျိုးပေါ့ကန်ကောင်းကျွန်တော်ရဲဘော်ရင်းနဲ့သွားတွေ့ရပါတော့အဲ့မှာသွားတွေ့ရသူ AC ဖြစ်သွားပြီပေါ့နော်ဒီနောက်ပိုင်းမှာလေဒီရပိုင်းကျွန်တော်တော်တော်များများကဒီစစ်မှုတန်းဟောင်းနေပေါ့စစ်မှုတန်းအဟောင်းနေရောပါတယ်ဒီအလင်းဝင်တဲ့ထဲမှာလေစစ်မှုတန်းတပ်သားတစ်တွေရောပါတယ်အဲ့တပ်သားတစ်တွေကတော်တော်များများဝင်တယ်အလက်တွေပါပါတယ်ဟိုနေ့ကတက်ချက်ကြီးဆိုရင်2လက်ပါတယ်တယောက်တည်းနော်ဒီဘက်ကကျွန်တော်ငွေ380လောက်ပေးလိုက်တယ်ဗျချီးမြှင့်လိုက်တယ်ဗျနော်ပြောချင်တာကဒီအဂျမ်ဘတ်စစ်တဲ့အောက်မှာနေကျင်တဲ့သူကကျွန်တော်တို့တော်တော်နဲပါတယ်နော်မတက်တာလို့အဆင်မပြေလို့ပေါ့နော်နောက်ကြီးကြောက်လို့မပြေးရသေးတဲ့သူတွေလောက်ပဲရှိတယ်အခွင့်အခါရလို့ပေါ့ရှေ့တန်းထွက်တဲ့အခါမှာတိုင်ပွဲကျန်းထဲမှာကျွန်တော်တို့လိုင်းပြူထောင်မယ်လက်နဲ့ချမယ်ဒါမျိုးသူတို့စိတ်ကူးထဲမှာရှိပြီးသားကြောက်ဖြူအထိုင်စခန်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကြောက်ဖြူအထိုင်စခန်းကကျွန်တော်တို့သူတို့လုံးဝခန်းစစ်ကိုလုံးဝမပြင်တော့တဲ့အနေထားဗျာခန်းစစ်မပြင်တော့ဝင်လာခဲ့ကြိုက်လို့ဝင်ပြီးတော့သူကလက်နဲ့ချအညံ့ခံမယ်ဒါမှမဟုတ်ရင်သူတို့အလံပြူထောင်မယ်ပေါ့နော်အဲ့လိုမျိုးတွေအထီအောင်ဖြစ်လာပြီဗျာကျွန်တော်ကြောက်ဖြူဘေးကအဲ့ကတ္တရာလမ်းပေါ်ဆိုကျွန်တော်ခွေးလောင်းတွေကယာနဲ့ချီပြီးတော့အပြုံလိုက်ကြီးရှိနေဆိုတော့ကျွန်တော်သွားတွေ့ရတယ်ကျွန်တော်ကိုယ်တိုင်ကျွန်တော်ကဇန်နဝါရီနဲ့ပြောတာမဟုတ်ဘူးဗျာသူတို့နေမြေခံပေါ့နော်ဒေတာရင်းမြစ်ကနေကျွန်တော်တို့သိရတဲ့သတင်းတွေဖြစ်တယ်အဲ့ဒါတွေနော်ဒီကို brother ပြောပုံရဆိုရင်လည်းသူတို့ဘလောက်တောင်မှအရေးချင်းညံဖြစ်တယ်လေပေါ့နော်ဒီလူ2ယောက်ကိုရတာဗျာထွက်ပြေးသွားတဲ့စစ်မှုထမ်းတပ်သားတွေ2ယောက်ကိုရတာတော့မှပစ္စည်းတွေအဓိကတော့ပစ္စည်းတွေအလက်တွေပါသွားလို့သူတို့ကလိုက်ရှာတဲ့အတွက်ကြောင့်သူတို့ကိုဘေးနားမှာတညာလုံးနေရတော့ဗျာစဉ်းစားလို့မရအောင်နော်ဒီကောင်နေလဲနေတတ်လို့ပါနော်ထားပါရွာထဲမှာလိုက်ပတ်ရှာတယ်အဖွဲခွဲပြီးတော့ကျွန်တော်မိုးလေးကနေမှထွက်တယ် မတွေ့ဘူးနော် အဲ့တော့အခုဒီတပ်ဖွဲ့တွေနဲ့တွေ့တယ် PDF တပ်ဖွဲ့တွေနဲ့တွေ့တယ်တွေ့ရောဒီတပ်ဖွဲ့တွေအခုဆိုရင်ဒီမှာခေါ်ယူထားတယ်ထိန်းသိမ်းထားတယ်ကောင်းမှုမဲ့ထားတယ်ဆိုတော့ဒီတပ်ဖွဲ့တွေကိုရောဗာပြောချင်တာရှိလဲအဲ့လိုမျိုး ကျွန်တော်ထွေထူးတော့ကျွန်တော်လည်းမပြောတတ်ဘူးဗျာဒီဘယ်လိုပဲဖြစ်ပါကျေးဇူးတင်ပါတယ်ကျွန်တော်အခုလိုတက်ရှင်ရတာပဲအဲ့လိုထား ဟိုထဲမှာထွက်မပြေးနိုင်ခဲ့တဲ့ကောင်တွေရောဗာပြောချင်တယ်ပါစတွေပေါ့ ချီရောလည်းကြောက်တယ်ဗျပြေးဖို့ဟိုဟာကျတော့ပြေးသေးချင်တာပေါ့ဗျာအဓိကနီးစက်တော့ဖုန်းအဓိကတော့ဖုန်းပေးကင်ထားလေဗျာဖုန်းတချို့ဆိုဖုန်းပေးကင်ထားတယ်တင်းကျပ်ချင်မှတင်းတယ်ဖုန်းပေးကင်တဲ့ကောင်က online ချိတ်ဆက်တွေရှိတာပဲအနီးနာတဝိုက်မှာရှိတဲ့ဟာတွေအကုန်လုံးပေါ့အဲ့လိုအဖွဲ့တွေမှာဟိုပြည့်လို့ကျင်ပေါ့ချိတ်ဆက်ပြီးတော့ပြေးတော့ပြောချင်တာ သူတို့ဇင်းမှုရန်နေချင်းပေါ့နော်ဒါသူတို့ကိုယ်တိုင်ဂျုံတွေးခဲ့ရလုံးဝခက်ခဲတယ်ပေါ့နော်အချမ်းမစစ်တဲ့ထဲမှာနေရတာဒါကြောင့်မို့သူဖုံးပေးကင်တဲ့ချိန်မှာဒါတပ်သားတစ်တွေနေနဲ့ဒါကျွန်တော်နှီးစက်ရအဖွဲ့အစည်းတို့ဒါ
အလင်းဟိုလက်နက်နဲ့တူခိုးလုံးမှုဒါကအသင့်တော်ဆုံးဖြစ်မှတင်တယ်အကြမ်းမစစ်တဲ့အောက်ကတော့ခင်ဗျားတို့ချိန်မို့ချိန်တည်မှာပဲဘာလို့ဆိုပျောက်ကြားစစ်ဖြစ်နေလို့ပျောက်ကြားစစ်ဆိုတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့နေရာတိုင်းကကြားချောင်းချောင်းနေမှာပဲဗျခင်ဗျားတို့အကြမ်းမစစ်တဲ့ကလက်ဝက်ကောင်နေတစ်ချက်ခြေလန်းတလန်းမားတာနဲ့ခင်ဗျားတို့အသက်ပြောက်မယ်ဗျအသက်ပြောက်နေမကောခင်ဗျားတို့နာမည်ပါသိမှာပေါ့နာမည်ခင်ဗျားတို့မိသားစုအကုန်လုံးပေါ့နော်ဘာဆိုဘာမှပြင်လို့ရမယ်အမားမဟုတ်เนาะဒါကထားပါဒီပြောချင်တာကဒီအမြန်ဆုံးဒီအလင်းဝင်ကြပါလို့ကျွန်တော်ပြောချင်တယ်ဗျเนาะဒီ brother ပြောပုံရဆိုရင်လေအလင်းဝင်ကြဖို့တိုက်တွန်းတယ်တချို့ကြောက်မနေနဲ့ဗျကြောက်နေခင်ဗျားတို့ကြောက်တဲ့နှခါသေးရဆိုတာအခုဆိုစစ်မှုရန်တပ်သားတွေတွေကိုပြောရနေမှာတကယ်မကြောက်နဲ့ကြောက်တဲ့နှခါသေးတယ်တကယ်ပြောနောက်ထပ်အဲ့လိုစုဆောင်းခံရနိုင်ခြေရှိတဲ့ဒီအရသာပြည်သူတွေရောဗာပြောချင် ထွေထူးတော့ပြောတတ်ဘူးအဲ့ဟိုဟာဒီအဓိကတော့တချို့မျိုးတွေးရတယ်လေဘာလို့မပုံတင်လေးခဏကြည့်မယ်ပေါ့ကျွန်တော်အုတ်ကြီးတောင်းတာပေါ့မပုံတင်ကြည့်မယ်ဒါကြအုတ်ကြီးခေါ်ရင်လဲသွားသူတို့အိမ်သွားလို့ရနေတဲ့သတိထားပါဗျာအဲဆိုနည်းနည်းဘေးမှာမေးဆန်းပေါ့အကြောင်းမရှိဘဲနဲ့ကျွတ်ခေါ်တယ်ဗျာပြီးမှတော့မင်းဒီလိုဖြစ်တယ်ဆိုတော့မချပါတာပဲခေါ်ပါတာပြီးရင်ဒါညီလေးအဖြစ်နဲ့ရှင်းမယ်ဆိုရင်အမျိုးတွေလည်းသတိထားပါတော့ဟုတ်တယ်โอเคကဲထားပါကဲဒါကတော့နောက်ဆုံးအနေနဲ့ကျွန်တော်ဒါအမြောက်တက်ပေါ့နော်3လေးကကျွန်တော်စိုးအောင်သွားပြီလို့သတင်းရပါတယ်ဒါကိုနေတစ်ကတင်ထားတာဖြစ်ပါတယ်နော်အမြောက်တက်ပေါ့နော်ဒါ3လေးစိုးအောင်တဲ့ဒါဒီကနေ့ပေါ့နော်အရန်ကိုကောင်းတဲ့သတင်းမှာဒါမျိုးသတင်းတွေကတော့နေ့စဉ်နဲ့များတော့တက်နေအောင်ပါပဲကျွန်တော်ပြောသလိုပါပဲခွေးတွေကျိုးကျဲတဲ့သေးတာကလင်္ကာဘုတ်ဒီလိုစကန်သိန်းစိုးအောက်တွေကလင်္ကာဘုတ်နဲ့ကျွန်တော်တော်တော်များပါတယ်တရက်ကိုပေါ့နော်ဒါခေတ်သစ်မှာဆိုခွေးအလောင်းတွေပုံထက်နေပေါ့နော်ဒါသူစရင်နဲ့ထုတ်ပြန်ထားတယ်ဥမာဗျာတရက်ကိုသူတို့ပြန် confirm မလုပ်နိုင်အောင်ဆိုရင်တော့ဒါ60 90ရာခိုင်နှုန်းတော့သိကြတယ်ဘာလို့ဆိုတော့အလောင်းခွေးလောင်းပုံတွေပါပြမယ်ခွေးတွေမိုင်းဆွဲခံကျွန်တော်ဘက်ကတခုလုပ်ပြီးလုပ်ငန်းလုပ်ပြီးဆိုတော့ကျွန်တော်officially ပေါ့နော်ဒါတက်လာပြီဆိုရင်တရင်နေတက်လိုက်ဆိုပုံနေနဲ့ video file နဲ့တကွာတက်လာဒီကောင်တွေဘာမှဖင်ပိတ်ညင်းလို့မရအရင်တုန်းကလည်းဒီကောင်တွေဖင်ပိတ်ညင်းခဲ့တယ်များစောက်ရက်ကွဲတာကြီးပဲနော်အခု Jet Fighter ပြစ်ချခံလားပြစ်ချမခံရဘူးလားဆိုတာအမျိုးတို့တေချာစဉ်းစားသုံးသပ်ပါနော်ဘာကြောင့်ဒီလိုပြောရတယ်လဲဆိုတာအမျိုးအကြောင်းရင်းအများကြီးရှိပါတယ်ဒါတော့ထုတ်ပြောလို့အဆင်မပြေပါဘူးထုတ်ပြောလို့လည်းမရဘူးနော်ကဲဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေအကြောင်းအရာတွေကျွန်တော်ညီကိုမောင်နှမတွေအတွက်ထပ်မံဆွေးနွေးပြီးတော့တင်ဆက်ပေးပါဦးမယ်ကျေးဇူးအားပေးရတဲ့အတွက်လည်းအားလုံးထူးပင်ကျေးဇူးတင်ရှိပါခင်ဗျာ